အားလုံးပဲမင်္ဂလာပါ Burmese Alpha Channel ကနေကြိုဆိုလိုက်ပါရစေ2026ခုနှစ်ကိုရောက်လာတဲ့အခါမှာခင်မီစစ်တပ်နဲ့နှီးပညာတွေကအမကန်တိုးတက်ပြောင်းလဲလာခဲ့ပါပြီအထူးသဖြင့်နိုင်ငံတကာစီးရေးပြိုင်ဆိုင်မှုတွေမှာလေတပ်အင်အားဟာအဆုံးဖြတ်ပေးနိုင်တဲ့အဓိကတော့ချက်ဖြစ်လာပါတယ်အမေရိကန်ဟာကမ္ဘာနံပါတ်1နေရာကိုဆက်လက်ထိန်းထားနိုင်အောင်မလားတရုတ်နိုင်ငံရဲ့ G20 လိုမျိုးတိုက်နေတွေကအမေရိကန်ကိုရှင်းနိုင်ပြီလားကျွန်တော်တို့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံကရောဘယ်အဆင့်မှာရပ်တည်နေရလဲဒီနေ့မှာတော့2026ခုနှစ်နောက်ဆုံးရစင်းတွေပေါ်အခြေခံပြီးတော့ကမ္ဘာအင်အားအကြီးဆုံးလေတပ်ပိုင်ဆိုင်ထားတဲ့ထိပ်သီး10နိုင်ငံအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကမ္ဘာနံပါတ်1နေရာကိုဘယ်နိုင်ငံကရောက်နေလဲဆိုတာအဆုံးထိကြည့်လိုက်ရအောင်ဗျာနံပါတ်10နေရာမှာရပ်တည်နေတာကတော့ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်ပါကစ္စတန်လေတပ်ကတရုတ်နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ JF-17 Thunder တိုက်လေယာဉ်တွေကိုအဓိကအားပြုထားပြီးတော့ F-16 လေယာဉ်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်။သူတို့ရဲ့လေကြောင်းစွမ်းဆောင်ရည်ဟာအာရှဒေသမှာတော့ short တွက်လို့မရတဲ့အင်အားတစ်ခုပါ။နံပါတ်9တူရကီအဆင့်9နေရာမှာကတော့ကိုယ်ပိုင်နည်းပညာတွေနဲ့ကမ္ဘာကိုအံ့အားသင့်စေခဲ့တဲ့တူရကီလေတပ်ပဲဖြစ်ပါတယ်။2026ခုနှစ်မှာတူရကီလေတပ်ဟာF-17 အစီးရေ240ကျော်ကိုအစင်းမြင့်တင်ထားရုံသာမကသူတို့ရဲ့ကိုယ်ပိုင်ပစ္စမမျိုးဆက်ဖြစ်တဲ့တိုက်လေယာဉ်တွေကိုပါအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါပြီ။ဒါရင်မကသေးပါဘူး။တူရကီဟာ drone နည်းပညာမှာ super power တစ်ခုဖြစ်လာနေပါပြီ။ Jet engine တဲ့မောင်းသူမဲ့လေယာဉ်တွေဟာတိုက်လေယာဉ်တွေနဲ့တွဲဖက်တိုက်ခိုက်နိုင်တဲ့စနစ်ကိုပိုင်ဆိုင်ထားတာကြောင့်ဒေသအတွင်းမှာရှင်းနိုင်သူမရှိလောက်အောင်ကိုပဲအင်အားကြီးမားနေတာဖြစ်ပါတယ်။နံပါတ်8 Egyptနံပါတ်8နေရာမှာကတော့အရှိအလယ်ပိုင်းရဲ့စစ်အင်အားအကြီးဆုံးလို့ပြောလို့ရတဲ့ Egypt လေတပ်ပါ။ Egypt ရဲ့ထူးခြားချက်ကတော့အရှိနဲ့အနောက်နည်းပညာနှစ်ခုစလုံးကိုပေါင်းစပ်ထားတာပါ။လက်ရှိမှာ American ထုတ် F-16 Fighting Falcon အစီးရေ200ကျော်ပိုင်ဆိုင်ထားပြီးတော့ကမ္ဘာပေါ်မှာ F-16 လေယာဉ်စက်ထုတ်တာအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ Egypt ရဲ့အဓိကထိုးစစ်အင်အားကတော့ပြင်သစ်ထုတ် Rafale တိုက်လေယာဉ်54စီးပဲရှိပါတယ်ပြင်သစ်ပြီးရင်ဒုတိယအများဆုံးပိုင်ဆိုင်ထားတာပါဒီ Rafale တွေကိုနောက်ဆုံးပေါ် F4.1 အဆင့်ထိမြင့်တင်ထားပြီးတော့ရုရှားထုတ်လေယာဉ်46စီးနဲ့ပါပေါင်းစပ်ထားတာကြောင့်အာဖရိကနဲ့အရှေ့အလယ်ပိုင်းမှာပြိုင်ဘက်ကင်းလေတပ်တစ်ခုဖြစ်နေပါတယ်နံပါတ်9ပြင်သစ်ဥရောပရဲ့အကောင်းဆုံးလေတပ်လို့တော့ပြောလို့ရပါတယ်ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်တွေကကမ္ဘာအဆင့်မီပြီးတော့နျူကလ িয়ার လက်နက်သယ်ဆောင်နိုင်စွမ်းနဲ့ရှိပါတယ်နောက်ထပ်တစ်ဆင့်မြင့်တဲ့အနေနဲ့နံပါတ်6ကတော့ဂျပန်နိုင်ငံပါဂျပန်နိုင်ငံဟာကျွန်းနိုင်ငံဖြစ်တဲ့အတွက်လေကြောင်းကာကွယ်ရေးကိုအထူးပင်အလေးပေးထားရပါတယ်အမေရိကန်ပြီးရင် F-35 Strat တိုက်လေယာဉ်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်နံပါတ်5တောင်ကိုရီးယားမြောက်ကိုရီးယားရဲ့ချိန်ချောက်မှုတွေကိုကာကွယ်ဖို့အတွက်တောင်ကိုရီးယားလေတပ်ဟာအမြဲတမ်းအသင့်အနေအထားမှာရှိနေပါတယ်ကိုပိုင်ထုတ် KF-21 တိုက်လေယာဉ်စီမံကိန်းကလည်း2026မှာတော်တော်လေးခီးရောက်နေပြီဖြစ်ပါတယ်။နံပါတ်4အိန္ဒိယကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံကတော့ကမ္ဘာစတိုတာမြောက်အင်အားအကြီးဆုံးလေတပ်ကိုပိုင်ဆိုင်ထားပါတယ်။ရုရှားလုပ်တိုက်လေယာဉ်တွေပြင်သစ်လုပ် Rafale အပြင်ပြည်တွင်းပြစ်တိုက်လေယာဉ်တွေကိုပါဖြည့်တင်ထားပါတယ်။တရုတ်နဲ့နယ်စပ်ပြဿနာတွေကြောင့်လေတပ်အင်အားကိုမတန်မဆတိုးချဲ့လာတာကိုလည်းတွေ့ရပါတယ်။နံပါတ်3တရုတ်လေတပ်ဟာလေယာဉ်စီးရေ3300ကျော်နဲ့အာရှအကြီးဆုံးလေတပ်ဖြစ်ပါတယ်။သူတို့ရဲ့အဓိကလက်နက်ကတော့ပစ္စမမျိုးဆက်ဖြစ်တဲ့ J20 တိုက်လေယာဉ်တွေဖြစ်ပါတယ်။2026မှာတရုတ်ဟာကိုယ်ပိုင်အင်ဂျင်နည်းပညာတွေနဲ့အမေရိကန်ကိုရှင်ပြိုင်မှုအစွမ်းကုန်ကြိုးစားနေပါတယ်။နံပါတ်2ရုရှားယူကရိန်းစစ်ပွဲမှာအထိနာခဲ့ပေမဲ့ရုရှားလေတပ်ဟာဒုတိယနေရာမှာတော့ရှိနေသေးပါပဲ။ Su-57 လို့နောက်ဆုံးပေါ်လေယာဉ်တွေနဲ့Tu-160 လို့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ကြီးတွေကသူတို့ရဲ့အဓိကအားသာချက်ပါပဲအစီးရေ4000ကျော်ပိုင်ဆိုင်ထားပြီးတော့တိုက်ခိုက်ရေးစွမ်းရည်မြင့်မားတဲ့လေတပ်တစ်ခုလည်းဖြစ်ပါတယ်နံပါတ်1အမေရိကန်ဒီနေရာမှာတော့အငင်းပွားစရာမရှိပါဘူးအမေရိကန်လေတပ် US Air Force ဟာကမ္ဘာပြိုင်ဘက်ကင်းနံပါတ်1ပါအံ့ဩစရာကောင်းတာတစ်ခုကိုပြောပြရရင်ဒုတိယကမ္ဘာအကြီးဆုံးလေတပ်အင်အားကလည်းရုရှားမဟုတ်ဘဲနဲ့အမေရိကန်ရေတပ်ဖြစ်နေတာပါအမေရိကန်မှာစုစုပေါင်းစစ်လေယာဉ်အစီးရေ13000ကျော်ရှိပြီးတော့ F-22 Raptor နဲ့ F-35 တို့လိုအဆင့်အမြင့်ဆုံး
လေရင်ထောင်ပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။ဤပညာဗန်နာရေးနဲ့အင်အားတွေအရ2026ခုနှစ်မှာလည်းဘယ်နိုင်ငံကမှအမေရိကန်ကိုမမီသေးပါဘူး။အခုကျွန်တော်ပြောပြခဲ့တဲ့နိုင်ငံ10နိုင်ငံဟာကမ္ဘာပေါ်မှာအင်အားအကောင်းဆုံးလေတပ်တွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။မိတ်ဆွေတို့ရောအနာဂတ်မှာတရုတ်လေတပ်ကအမေရိကန်ကိုကြော်တက်နိုင်မယ်လို့ထင်လား။အိန္ဒိယကရောရုရှားနေရာကိုဝင်ယူနိုင်သွားမလားဆိုတာမိတ်ဆွေတို့ရဲ့အမြင်တွေကိုကွန်မန့်မှာမျှဝေဆွေးနွေးပေးခဲ့ပါဦး။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအကြောင်းအရာတွေကိုနေ့စဉ်ကြည့်ရှုနိုင်မှုကျွန်တော်တို့ရဲ့ Burmese Alpha Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်။